မြို့ထဲကလူတိုင်းကကိုစီများပြီးဝါလုံးနေကြတာပဲခွေးတွေလည်းဝဝလေးပဲဘသူမှအလေးချဖို့စိတ်မထားကြဘူးအကြောင်းကတော့အားလုံးကကျန်းဖုတ်စားတာကိုအရန်ကြိုက်လို့ပဲဒါပေမဲ့လူတစ်ယောက်ကတော့အခြားသူတွေနဲ့မတူဘူးသူကနေတိုင်းအဲ့ဒီကြော်ဖုတ်စားရတာနဲ့ပင်ပန်းသွားပြီးတနေ့မှသူ့ပြတင်းပေါက်အပြင်မှာမိုးကောင်းကင်နဲ့လွတ်လပ်စွာပြန်နေတဲ့ငှက်တကောင်ကိုမြင်လိုက်တယ်သူလည်းပြန်ချင်းစိတ်ထွက်လာတယ်ဒါကြောင့်သူကအစားအစာမစားတော့ပဲသွားပြီးဘလွန်အများကြီးဝယ်လာတယ်ပြီးတော့သူကအဲ့ဒီဘလွန်တွေအားလုံးကိုကိုခန္ဓာနဲ့ချိချိတ်လိုက်တယ်မိနစ်ပိုင်းအတွင်းသူ့ခြေထောက်တွေတကယ်မြေပြင်ကနေမြင့်တက်လာတယ်သူအရန်ပျော်နေတယ်ဒါပေမဲ့မမျှော်လင့်ပဲခြီကသူ့လေးချိန်ကြောင့်ပြတ်သွားပြီးမြေပြင်ပေါ်ကိုလဲကျသွားတယ်မျိုးလုံးကသူ့ကိုစပြီးရေမောကြတယ်ဒါပေမဲ့သူကလုံးဝစိတ်မပူဘူးသူကပြန်နိုင်မဲ့နီးကိုသာရှာခြင်းလို့ငှက်လိုပဲသူ့အတွက်တောင်ပန်ပြုတ်လုပ်လိုက်တယ်ပြီးတော့တောင်တက်ပြီးခုန်ကြည့်ခဲ့ပေမဲ့မပြန်နိုင်ပဲအောက်ကိုကျသွားတယ်သူလက်မလွတ်တော့မယ်လို့ထင်နေချိန်မှာပဲငှက်တကောင်ကိုတစ်ပင်ပေါ်မှာအသီးစားနေတာကိုမြင်ပြီးတစ်ချက်တည်းနဲ့သူ့စိတ်ထဲမှာအကြံတစ်ခုပေါ်လာခဲ့တယ်သူစဉ်းစားလိုက်တယ်ငှက်စားတယ်လို့စားရင်သူလည်းပြန်နိုင်မယ်ထင်တယ်အဲ့ဒီနေ့ကစပြီးသူကဂျမ်ပုတ်ကိုစွန့်ပြီးအသီးနဲ့ဟင်းသီးဟင်းရွက်တွေကိုစတင်စားတယ်လအနေငယ်ကြာပြီးနောက်သူ့အလေးချိန်အများကြီးလျော့သွားပြီးမြို့တစ်မြို့လုံးမှာတဦးလေးသောကျမ်းမာသူဖြစ်သွားတယ်နောက်ပြီးသူမိမိရဲ့တောင်ပန်တွေပြန်ဝတ်လိုက်တယ်ပြီးတော့ပြေးတယ်စပြီးဒီတစ်ခါတော့တကယ်မြေကြီးကနေမြင့်တက်သွားတယ်